ငှက်ပြောသည့်အခွန်ကိုလွှတ်မပစ်ပဲဒီလိုနီလန်းလေးနဲ့အသုံးချနိုင်တယ်ဆိုတာတင်သိပါသလားငှက်ပြောသည့်အခွန်ကိုအပိုင်းအစလေးတွေဖြစ်အောင်လှီးပြီးရေနွေးအိုးထဲမှာပြုတ်လိုက်မယ်ဆိုရင်အိပ်ဆက်ခြင်းကိုကူညီပေးတဲ့ဟော်မုန်းတွေဆီရိုတိုနင်နဲ့မဲလာတိုရင်ကိုလှုပ်ဆော်ပေးနိုင်တဲ့အမိုင်နိုအက်ဆစ်ဓာတ်တွေထွက်လာပါတယ်အကယ်၍သင်ဟာအိတ်မပျော်တာအိပ်ရခတ်တာဒါမှမဟုတ်ညဘက်တွေမှာခဏခဏနိုးနေတတ်သူဆိုရင်ဒီဆေးရည်တစ်ခွက်တောက်ပေးုံဖြင့်ဆေးဝါးမလိုပဲကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်ပြုလုပ်ပုံကတော့ငှက်ပြောသည့်အခွန်ကိုအပိုင်းအစလေးတွေဖြစ်အောင်လီးပေးပါရေပမာဏ1 လီတာဝက်ထည့်ထားတဲ့အိုးထဲကိုငှက်ပြောသည့်အခွန်တွေထည့်ပါမီးပြင်းပြင်းနဲ့10 မိနစ်ခန့်ပြုတ်ပေးပါဒီအချိန်အတွင်းအမိုင်နိုအက်ဆစ်ဓာတ်တွေအပြည့်အဝထွက်လာအောင်ငွေပေးပါပြီးရင်တော့အရည်ကိုစစ်ထုတ်လိုက်ပါဒီအရည်ထဲကိုပြားရည်လက်ဖက်ရည်စွန်းတစ်စွန်းထည့်တောက်နိုင်ပါတယ်ပြားရည်ဟာအမိုင်နိုအက်ဆစ်ဓာတ်ကိုအုံနောက်ထဲသို့ပိုမိုလွယ်ကူစွာစုပ်ယူနိုင်အောင်ကူညီပေးပါတယ်ဒါအပြင်ပြားရည်ကလည်းစိတ်ပူပန်မှုတွေကိုလျှော့ချစေပြီးစိတ်ကိုပြေလျော့စေပါတယ်အိယာမဝင်ခင်မိနစ်30အလိုမှာဒီဆေးရည်တစ်ခွက်ကိုတောက်ပေးပါဒီနီးလန်းကြောင့်သင်ဟာ2 နှစ်ချိုက်အိပ်ပျော်သွားမှာဖြစ်ပြီးအိပ်မပျော်တဲ့ပြဿနာတွေလည်းကင်းဝေးသွားပါလိမ့်မယ်သင်အတွက်ကျန်းမာပြီးတက်ရှည်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်အားပေးမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ